ခရီးကခေါင်းစွပ်တောင်မပါပဲလက်ပလာနဲ့ထိုးတက်ခဲ့ပေမဲ့ခဏလေးတွင်းမှာပဲကီဗင်ကိုအလဲထိုးပြလိုက်တယ်ပြီးတော့ကျန်တဲ့လူတွေကိုပါသူကအခုလိုအော်ဟစ်စိန်ခေါ်လိုက်ပါတော့တယ်မင်းတို့ကလူသက်သမားတွေပေါ့လေငါဂေဟာမှာနေခဲ့ရတော့ကမင်းတို့ဘယ်ရောက်နေကြလဲထမင်းတနက်ငတ်ဖူးလို့လားကဲနောက်ထပ်ဘလူသက်သမားလာအောင်မလဲတယောက်ယောက်ကိုရွေးလိုက်စမ်းပါငါအစင်တင်မယ်လို့စိန်ခေါ်လိုက်ပါတယ်ဒီစိန်ခေါ်မှုကိုလက်ခံလိုက်သူကတော့ကမ္ဘာအဆင့်နှစ်ရှိတဲ့လက်ဝှေ့သမားဒန်နီပဲဖြစ်ပါတယ်နှစ်ယောက်သားအကာအကွယ်ပစ္စည်းတွေဝစ်ဆင်ပြီးနောက်မှာတော့ပွဲကစတင်ခဲ့ပါပြီဒါပေမဲ့ professional နဲ့အပျော်တမ်းကြားကကွာဟချက်ကိုတီပိုခရီအတွက်အချိန်များကြီးမကြာလိုက်ပါဘူးပထမအချီတောင်မပြီးခင်မှာတင်ခရီတယောက်ကျမ်းပြင်ပေါ်ကိုလဲကျသွားခဲ့ရပြီးသူ့အဖေစီကအမွေရထားတဲ့ကားကိုတောင်ဆုံးရှုံးလိုက်ရပါတယ်အိမ်ပြန်ရောက်တဲ့အခါခရီတယောက်နေကမျက်မှန်တက်ပြီးဖုံးကွယ်ထားပေမဲ့မိခင်ဖြစ်သူမေရီကတော့တခုခုမားနေပြီဆိုတာကိုရိပ်မိခဲ့ပါတယ်ခရီကသူ့အလုပ်ထွက်လိုက်ပြီဖြစ်ကြောင်းနဲ့ professional လက်ဝှေ့သမားဖြစ်ချင်ကြောင်းဖွင့်ပြောလိုက်ပါတယ်မင်းလက်ဝှေ့ကိုပဲဆွလုပ်မယ်ဆိုရင်ငါ့ကိုအမေလို့မခေါ်နဲ့တော့လို့မေရီကပြက်ပြက်တသားတားမြစ်ခဲ့ပေမဲ့ခရီးကတော့သူ့ရဲ့အိမ်မက်နောက်ကိုပဲခိုင်ခိုင်မာမာဆက်လျှောက်ခဲ့ပါတယ်သူ့ရဲ့ဥတီယာကတော့ဖီလာဒဲဖီးယားမြို့ပါအဲ့ဒီမှာသူ့အဖေရဲ့ပြိုင်ဘက်ဟောင်းဖြစ်တယ်လို့တငယ်ချင်းလည်းဖြစ်တဲ့ရော်ကီရှိနေပါတယ်ရော်ကီရဲ့စားတောက်ဆိုင်ကိုခရီးရောက်သွားတဲ့အခါနေရန်ပေါ်မှာသူ့အဖေအပိုလိုရဲ့လက်ဝှေ့ထိုးနေတဲ့ပုံရိပ်တွေကိုတွေ့လိုက်ရပါတယ်တပ်ပုံတပုံချင်းစီဟာဘယ်နဲ့ချီကအပုံတွေလဲဆိုတာကိုခရီးကအလွတ်ပြောနိုင်တဲ့အတွက်ရော်ကီတောင်အံ့ဩသွားရပါတယ်မင်းနာမည်ဘယ်သူလဲလို့ရော်ကီကမေးတဲ့အခါအတိုးနစ်ခရီလို့သူကဖြေလိုက်ပါတယ်ခရီရဲ့တောင်းဆိုချက်ကတော့သူ့ကိုလက်ဝှေ့တင်ပေးဖို့ပါပဲဒါပေမဲ့ရော်ကီကညှင်းဆိုပြီးသူ့ကိုဆိုင်ထဲကနှင်ထုတ်ဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာပဲခရီကသူတို့နှစ်ယောက်ကြားကလှုပ်ဝက်ချက်တစ်ခုကိုထုတ်ပြောလိုက်ပါတယ်ဒါကတော့ရော်ကီရဲ့ဆရာဆုံးသွားတော့ကအပိုလိုကရော်ကီကိုလက်မလျှော့ဖို့လာရောက်အားပေးခဲ့ပြီးလာမျိုးအထိခေါ်သွားပြီးလေ့ကျင့်ပေးခဲ့တဲ့အကြောင်းအရာတွေပါပဲဒါတွေဟာလူမသိတဲ့တီးတန့်ကိစ္စတွေဖြစ်လို့ရော်ကီကပိုပြီးအံ့အားသင့်သွားပြီးမင်းကဘာတူလဲလို့ထပ်မေးလိုက်တဲ့အခါအပိုလိုကကျွန်တော်အဖေပါလို့ခရီကပြောပေမဲ့ရော်ကီကမယုံပါဘူးဒါနဲ့ပဲခရီကအပိုလိုရဲ့ဇာပနာတုံးကအကြောင်းအရာတွေကိုအသေးစိတ်ပြန်ပြောပြလိုက်တော့မှရော်ကီတယောက်တကယ်ပဲယုံကြည်သွားပါတော့တယ်ခရီကသူ့ကိုလက်ဝှေ့တင်ပေးဖို့ထပ်တောင်းဆိုပါတယ်ဘာလို့လဲဆိုတော့ရော်ကီဟာအယုံကြည်ရဆုံးလူဖြစ်တယ်လို့ရော်ကီမှာသူ့အပေါ်အကျွေးတစ်ခုရှိနေလို့ပါပဲဒါပေမဲ့ရော်ကီကတော့ခရီကိုသူ့အဖေလိုလမ်းဟောင်းတိုင်းမလိုက်စေချင်လို့ထပ်ပြီးညှင်းဆန်ခဲ့ပါတယ်နောက်ဆုံးမှာတော့ခရီကမေးခွန်းတစ်ခုမေးခဲ့ပါတယ်ကျွန်တော်တို့ကမိသားစုလိုဖြစ်နေပြီဆိုတော့အဲ့ဒီတတိယအကြိမ်မြောက်ပွဲမှာဘယ်သူနိုင်ခဲ့တာလဲတဲ့ရော်ကီကတော့ခတ်တိုးတိုးပဲဖြေလိုက်ပါတယ်အပိုလိုနိုင်ခဲ့တာပါတဲ့